Saga, a yankan, Jandai on the maid. Hola. She gone with she a boguri, Jansida, Ominaji ve, Lusore, David. The Ludi Logajima. Oh, Waria Jen to be melo, a Jubijan Matujabu, Yashi de Kazaya Bunye, Matujabu. No Josa Atomujin to Jade, Dodo, Shashi de Juya La Jabunye, Matujabu. Oh, Uzino Gangadonga, Uzino Yakumeroji, a pega body, a Mira, Tutnoga, Ni, as a got a conchiti, mammy did it. The Gaia Vani don't so long. Come machine, Yanshi Rime way. To Dakana, you de Tila. Come machine, Yanshi Rime way. Hola. Come Shibu solution, she come about Wusuya. Oh, Nyanine Sena Bido, jump and Bido, Loto level, low time Bamsinido, low any day. Hola. That young come machine, Yanshi Rime way. Hola, that young Mazagoni Rema. Lantan Lagadago, that Miena in a Cantan Ladago, the Miana moves or Dari Upiola. Chusa Atode Yamadachu, Miyaji Chusa Atode. Atode Orias, one love go away Kanzaya, Titi Yo Kanzaya, Lucio Debido, Meshigo. Hello, Dione Deo. Chusa Ato Mujim, two Melo, Ju Kanzaya, Matura, Paquadalo, Lelu, May, Eri Bowie Saka, a Yinkan, Guadala. Hola, Tajam Beda Bondo. She gone move she de Bogu yet she haleve, Tamingala de Alo, Nale Lumiaula, Yade. She gone move she de solution, low dime day needed, a low dime she needed, Hoyala. Tajawino Dinia Mazato little coop Yodine. Oh, Kudu Gamyaha. Boama, a Yiji de Niagani Vino, Jukai needed, so that a checkly with Yojinava. Oh, you know, alone senior. Think with the Monte Yoga. Tore to a bit or think with Yene. Pianlado, Muragajiga, Beta, Muchoda, Peter, New Bimaga, Zia to Kuboma to Ayare. Hello, Ayan and Yayodo, Zia going at the Bemoma, Do Jetiga, Aidan Debut, Rima Jetiga, Ainijana. Ayan and Yajo to Lando. Lando in and Tulu Chaja, Jetiga, Luzaga, Mulu, Yora, to Jare. Jetiga, Luzaga, Yora, to Jare. No other Jetiga, Jamjinida, above what the Jet. 8 daysနဲ့အောက်က8 daysချက်နဲ့အဲ့ဒါအပေါ်ကချက်ကသူကမစင်စွန့်ကြတော့အောက်ကချက်ရဲ့ခေါင်းပေါ်ကိုကြာကျတော့အောက်ကချက်ကကက်ကလန်ရန်တွေ့တယ်ပေါ့ရန်တွေ့တော့မင်းကဒီလောက်ကြီးရန်တွေ့နေပါနဲ့ဘယ်လောက်များအစွမ်းရှိလို့တော့အဲ့လိုပြောတော့အောက်ကချက်ကပြောတယ်တဲ့ငါရဲ့အသားကိုမိခင်စားရင်မနဲ့လင်းတာနဲ့တပြိုင်နက်တည်းအတပြားထောင်ထုတ်ရလိမ့်မယ်မင်းဒီလောက်လေးအစွမ်းနဲ့တော့မမောက်မာသင့်ပါဘူးကွာတဲ့အပေါ်ကချက်ကငါမင်းနဲ့အများကြီးပိုစွမ်းနေတဲ့ငါရဲ့အတွင်းကဆူဖြိုးတဲ့အသားကိုစားရရင်ဝန္ဒနာကလီတာပေါ့နော်အဲ့ဒါကိုစားရလို့ရှိရင်အဲ့ဒါမင်းဖြစ်နိုင်တယ်တဲ့ရှင်မင်းဖြစ်နိုင်တယ်အပြင်ကဆူဖြိုးတဲ့အသားကိုစားရင်ယောက်ျားဆိုရင်စစ်သူကြီးမိန်းမဆိုရင်မိဖုရားဖြစ်နိုင်အယိုးမှာကတ်နေတဲ့အသားလေးကိုစားရရင်လေဟိုလူဆိုလို့ရှိရင်ဗန္နာဆိုယဟန်ပုံနာဆိုလို့ရှိရင်မင်းဆရာဖြစ်နိုင်နေအဲ့လိုပြောတော့天贵要讲个，特别长头发老嘛嘞，前面起码都说比了，啊，包个一点结果得比了判的，判比了也得比了，没得连到有了比了没嘛个刚刚切开的，他阿龙公干几的阿他们讲别些呢，说的切，那切了比说到当那切比了，阿龙明来西的那呀，阿龙接对西的那呀，那人西那西简简单单多少没说比了，平安米个多比了，一球比嘛啥没不。那他们当里在当面毛点比了，里面也得要先比了一球嘞。那个一球里头没有人路，里边蒙单带比了，那一个到小鸡啦比了，那里他们当啊米的苗多嘞。那里面那个他们当来水嘞没呀不，那都都也玩摆下，在那边皮多嘞路说嘞。后来一里把里不是太稳比了，那里接大我没啥嘞呀不，那路比了干么得皮呀嘞。အဲ့ဒီသမင်းတော်ကဘယ်ရောက်သွားတော့ဆိုတော့ဟိုးအောက်ဘက်မှာစင်တွေကိုရေချိုးပေးနေတဲ့မင်းရဲ့စင်စရာရှိတဲ့နေရာကိုရောက်သွားတယ်။ရောက်သွားတော့စင်စရာကဘာလေးလည်းမသိဘူးဘာတောင်းလည်းမသိဘူးဆိုပြီးတော့ကြည့်တဲ့အခါကျတော့ဟာကြက်သားတွေချက်ထားလိုက်တာမှုေးနေတာပဲဆိုပြီးတော့ဒါထူးခြားတယ်ဆိုပြီးတော့တစိတ်ခတ်ပြီးတော့ငါမလာခင်ဘယ်သူမှမဖွင့်နဲ့ဆိုပြီးတော့အိမ်ကိုပို့လိုက်တယ်။အဲ့ဒီအချိန်မှာပဲအဲ့ဒီစင်စရာကိုကိုွယ်တဲ့ဒိဗ္ဗစကုဘိညာဉ်ရတဲ့ယသိကသူ့ရဲ့စင်စရာသူ့ရဲ့တကားအကြောင်းကိုလှမ်းပြီးတော့ဆင်ញင်တော့အလွန်ဘုံကံရှိတဲ့ယောက်ျားပဲကြည်သံအလွန်ကြက်ပေရှိတဲ့ကြက်သားဟာသူ့ဒီကိုဆက်ဆိုင်မြိုင်မြိုင်ရောက်လာတယ်ဒါပေမဲ့ तू မစီမံတတ်ရင်တော့ဒုက္ခရောက်မှာပဲလေအကျိုးကျေးဇူးခံရမှာမဟုတ်ဘူးအဲ့တော့ငါသွားပြီးတော့စီမံပေးမယ်
ဟောနော်စားရကြက်သားကလည်းအရန်တင်းရောက်တယ်နော်စီမံတက်တဲ့လူကလည်းအရန်တင်းရောက်လာအောင်ပါပဲသူစီကိုဟုတ်လားအဲ့ဒါနဲ့ယတိကအိမ်ကနေပြီးတော့စင်စရာမရောက်သေးဘူးထိုင်ဆောင်နေတယ်အဲ့ဒါစင်စရာကကြက်သားကိုစားမယ်ဆိုတော့ငါစီမံမယ်အဲ့ဒီယတိကနော်စီမံမယ်ဆိုပြီးတော့ဝမ်းတွင်းကစူဖြိုးတဲ့အသားကိုအဲ့ဒီစင်စရာကိုပေးတယ်သူ့ရဲ့တကာကိုလည်းကြီးပွားစေခြင်းနဲ့စေနာမေတ္တာတွေရှိတာပေါ့တကယ်ဆိုသူစားလိုက်ရင်လည်းသူရှင်ပင်ဖြစ်မှာပဲသို့တော့သူကအရှင်ပင်ဖြစ်ခြင်းနဲ့ဆန္ဒလည်းရှိဟန်မတူပါဘူးဟုတ်လားအဲ့ဒါနဲ့သူ့တကာကိုအဲ့ဒီဝမ်းတွင်းသားကိုစားခိုက်တယ်သူမိမကိုကြတော့အပြင်ကအသားကိုစားခိုက်တယ်သူကတော့အယိုးမှာကတ်နေတယ်အသားကိုစားတယ်တဲ့အဲ့ဒါနဲ့နောက်3ရက်နေရင်မင်းရှင်ပင်ဖြစ်လိမ့်မယ်မမိမလျော့နေရစ်ဆိုပြီးတော့မှားသွားတယ်နော်အဲ့လိုမှားသွားတော့3ရက်မြောက်နေ့ကျတော့တိုင်းတစ်ပါးရှင်ဘုရင်တယောက်ကသူတို့တိုင်းပြည်ကိုလမ်းပြီးတော့တိုက်တယ်လို့ဆိုတယ်အဲ့ဒီမှာသူတို့တိုင်းပြည်ကရှင်ဘုရင်ကမတင်ရှားတဲ့အသွင်ကိုယူပြီးတော့ဒီအရှင်ဆရာကိုစင်ပေါ်မှာမင်းမြောက်တစား၅ပါးဝတ်ပြီးတော့တိုက်ခိုင်းတယ်သူကတော့အောက်ကပဲမတင်ရှားတဲ့အသွင်နဲ့တိုက်တယ်ပေါ့လေဘလို့ရည်ရွယ်ချက်နဲ့အဲ့ဒါလိုလုပ်တယ်လဲဆိုတာတော့သူမှပဲသိရမှာပေါ့ဟုတ်လားအဲ့ဒါကန်ဆိုးကျင်တော့အဲ့ဒီရှင်ဘုရင်ကလက်နဲ့ထိပြီးတော့အဲ့ဒီတိုက်ပွဲမှာကြာတယ်အဲ့တော့မူကြီးမရသေနာပတိတွေကတို့ရှင်ဘုရင်မသေးခင်ကစပြီးတော့မင်းဝန်မင်းသားနဲ့ချီးမြှင့်ခဲ့တဲ့ဒီအရှင်ဆရာနော်အဲ့ဒီအရှင်ဆရာကလည်းဉာဏ်ရှိတော့ဘာလုပ်လဲဆိုတော့အဲ့ဒီတိုက်ပွဲကိုခေါင်းဆောင်ပြီးတော့အနိုင်တိုက်တယ်အဲ့ဒီတိုက်ပွဲမှာနိုင်တဲ့အခါကျတော့မူကြီးမရသေနာပတိတွေကဂိုင်းမထူးပါဘူးဒီအရှင်ဆရာကိုပဲဘယင်မြောက်ကြစို့ဆိုပြီးတော့အဲ့ဒါဘယင်မင်းမြတ်ဖြစ်တင်မြောက်လိုက်လို့အဲ့ဒီရှင်ဆရာဟာရှင်ဘယင်ဖြစ်တယ်လို့ဆိုတယ်ဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့ရှေးကံတရားတွေဆိုတာတခါတရံမှာစမ်းစမ်းကြဲကြဲရောက်လာတတ်တယ်ဆိုတာကိုနားလည်ဖို့မလိုဘူးလားလိုတယ်နားလည်ဖို့လိုတယ်ဟုတ်လားဒီနေရာမှာပိဿပေါင်းသူတော်ကောင်းတို့ပုဝေစကံအရင်ခံကြံတိုင်းအောင်သမီးဆိုတာနဲ့ပတ်သက်ပြီးတော့တို့ကတော့ကြံလိုက်တိုင်းလွဲနေတာပဲရှေးကံကလည်းနဲတဲ့နဲ့တူပါရဲ့ဆိုပြီးတော့စိတ်တော့မကြတဲ့ဘူးလို့ထင်တယ်စဉ်းစားကြည့်ရှေးကံပါတယ်ဆိုတာရှေးတုန်းကကောင်းခဲ့လို့အခုကောင်းတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့ဟုတ်လားရှေးတုန်းကကောင်းခဲ့တာမကောင်းခဲ့တာဆိုတာကိုယ်ဘာမှတတ်နိုင်တဲ့ကိစ္စမဟုတ်တော့ဘူးဟုတ်လားအဲ့ဒီတော့နောင်မှာကောင်းဖို့အတွက်အခုကောင်းဖို့အရေးကြီးတယ်ဆိုတာလေးကိုစဉ်းစားပြီးတော့အခုအလွန်ကောင်းအောင်နေလိုက်ဖို့သာအလွန်အရေးကြီးတယ်ဟုတ်လားအဲ့ဒါဆိုရင်ပိဿပေါင်းသူတော်ကောင်းတို့အနာဂတ်ဟာပြစ္ဆုတ်မှန်ဖြစ်လာတဲ့အချိန်မှာနော်ကိုဟာပုပ္ပေစကံကြီးတဲ့ပုဂ္ဂိုလ်မဖြစ်နိုင်ဘူးလားဖြစ်နိုင်တယ်ဆိုလိုတာကဒီဘဝကောင်းကောင်းနေမယ်ဆိုရင်ဒီဘဝကုသိုလ်ကောင်းမှုတွေအများကြီးပြုမယ်ဆိုရင်နောက်ဘဝမှာကိုဒီပုပ္ပေစကံပါတဲ့ပုဂ္ဂိုလ်လို့မဆိုနိုင်ဘူးလားဒါကတော့ဘဝချားပြီးမှဦးဇင်းတို့ပြောတဲ့အပြောပေါ့လေဘဝမချားခင်မှာကိုပဲဆိုကြပါစို့ဒီနေ့ကုသိုလ်ကောင်းမှုပြုတယ်ဆိုရင်ဒီနေ့ကုသိုလ်ကောင်းမှုဒီမနေ့ဖြတ်မှအကျိုးမပေးဘူးလို့ဆိုနိုင်မလားကိုယ့်ရဲ့စေတနာထက်သန်မှုပေါ်မှာမူတည်ပြီးတော့တချို့ကံတွေကဒိဋ္ဌဓမ္မဝေဒနိယကံဆိုပြီးတော့ဒီဘဝတွင်အကျိုးပေးတဲ့ကံတွေရှိတယ်နော်အေးအဲ့တော့အရေးကြီးတာကအခုကောင်းလိုက်ဖို့ဒီအရေးကြီးဆုံးပဲအခုကောင်းတယ်ဆိုလို့ရှိရင်ကောင်းခြင်းရဲ့အကျိုးဆက်ဟာနှေးတာနဲ့မြန်တာပဲကွာမယ်ကိုယ်တန်တန်မှာရောက်မလာပြီဘူးလားရောက်လာနိုင်တယ်ဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့ဒီပုပ္ပေစကတပုံညတာဆိုတာနဲ့ပတ်သက်ပြီးတော့ကုသိုလ်ကောင်းမှုများရဲ့အစွမ်းတတ္တိဒီအံ့ဩဖွယ်ရာရှိတယ်ဆိုတဲ့အချက်ကိုယုံကြည်ပြီးတော့ကုသိုလ်ကောင်းမှုကိုသာနဲ့ဖိပြီးတော့ကြိုးစားအထောက်တင်တယ်ဆိုတဲ့အဓိပ္ပာယ်ကိုနားလည်ဖို့မလိုဘူးလားလိုတယ်ဟုတ်ရလားအဲ့တော့ဦးဇင်းတို့ဒီနေရာမှာကုသိုလ်ကောင်းမှုဆိုတာနဲ့ပတ်သက်ပြီးတော့ကုသိုလ်ကောင်းမှုရဲ့တန်ဖိုးကိုလည်းနားလည်မှကုသိုလ်ကောင်းမှုကလည်းပြုကျင်သိပေါက်ကုသိုလ်ကောင်းမှုကိုပြုပါများမှလည်းပဲတစ်ချိန်ချိန်မှာကိုဟာပုပ္ပေစကတပုံညတာဆိုတဲ့မင်္ဂလာနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ဖြစ်မှာပေါ့နော်အရင်တုန်းကပြုခဲ့ဘူးတယ်ဆိုရင်တော့ဒါအတိုင်းထက်လွန်ပေါ့ဟုတ်လားသို့တော့ရင်တုန်းကလည်းပြုခဲ့ဘူးလို့အခုကောင်းတယ်အခုလည်းဆက်ပြီးတော့ကောင်းအောင်မယ်နောက်မှအတိုင်းထက်လွန်ဒါကောင်းသွားမှာပဲလေအဲ့ဒါလိုကောင်းမှုတွေကိုမျက်နှိုးတတ်ဖို့အတွက်ကောင်းမှုရဲ့အကျိုးကျေးဇူးတွေကိုတတ်နိုင်တယ်မြတ်တရားဓမ္မတို့ဦးဇင်းတို့တွေသိမြင်နားလည်မှုရှိအောင်လေ့လာသင့်တယ်ကောင်းမှုရဲ့အကျိုးပေးနဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့မြတ်စွာဘုရားဟောတာတဲ့နိတိခန္ဓသုတ်တံဆိုတာရှိတယ်အဲ့ဒီနိတိခန္ဓသုတ်တံမှာမြတ်စွာဘုရားဟောတာကအလွန်မှအားရစရာကောင်းတယ်အဲ့ဒီသုတ်တန်လေးကတော့ကုသိုလ်ကောင်းမှုနဲ့ပတ်သက်ပြီးတော့အမြဲမပြတ်စဉ်းစားဆင်ခြင်သင့်တယ်လို့တော့ဦးဇင်းတို့ကထင်တယ်ပေါ့ဟုတ်လားဟေးမြတ်စွာဘုရားအဲ့ဒီမှာနိတိကန္နသုတ်တန်နဲ့နိတိကန္နသုတ်တန်ဆိုတာကရွှေအိုးမြုပ်တယ်ဆိုတဲ့အဓိပ္ပာယ်နဲ့ဥပမာပေးပြီးတော့ဟောတဲ့သုတ်တန်မှာလူတော်တော်များများလဲနာဘူးချမ်းဖို့ပါလေဟုတ်လားအဲ့ဒီမှာမြတ်စွာဘုရားကလောကမှာ
မြုပ်ထားတဲ့ရွှေအိုးများဟာမြုပ်ထားတဲ့ပုဂ္ဂိုလ်အတွက်အချိန်မရွေးသူကအကျိုးကျေးဇူးပြုမှဖြစ်တယ်လို့ပေါ့ကုသိုလ်ကောင်းမှုများပြုထားပြီဆိုလို့ရှိရင်အဲ့ဒီကုသိုလ်ကောင်းမှုတွေဟာကုသိုလ်ရှင်ကိုအမြဲတမ်းချမ်းသာဒုက္ခဖြစ်ဖို့အတွက်စောင့်ရှောက်နေတာမျိုးမရှိဘူးလားရှိတယ်အဲ့တော့ကုသိုလ်ကောင်းမှုတွေကိုပြုရမယ်ပေါ့အဲ့တော့ပြုရမယ်ကုသိုလ်ကောင်းမှုကဘာတွေတုံးဆိုတော့ဦးဇင်းတို့ယတ္တဒါနေနသီလေနတံယမေနဓမေနသနိတိတုလိတောဟောတိအစီယောအနုခံမိကောတဲ့နော်ဒါနရဲ့သီလရဲ့တံယမရဲ့ဓမ္မရဲ့နော်တန်ယမရဲ့ဓမ္မရဲ့တန်ယမဆိုတာကိုယ်နဲ့နှုတ်ကိုဦးဇင်းတို့အပြစ်ကင်းအောင်စောင့်စည်းတဲ့သဘောပေါ့နော်ဓမ္မဆိုတာကအိန္ဒိ6ပါးကိုလိမ္မာရင်ကြီးအောင်အပြစ်မဖြစ်အောင်စောင့်စည်းထိမ့်သိမ့်တဲ့သဘောပေါ့အလွယ်ပြောရရင်တော့ဒါနရဲ့သီလရဲ့သမာဓိရဲ့ပညာရဲ့လို့၄မျိုးပေါ့ဟုတ်ရဲ့လားအဲ့ဒါကိုမြတ်စွာဘုရားကဒီတရား၄မျိုးကိုမိမိတန်တန်မှာဖြစ်အောင်ကြိုးစားမယ်ဆိုလို့ရှိရင်အဲ့ဒါရွှေအိုးကိုမြုပ်ထားတာတဲ့မြတ်စွာဘုရားကအဲ့ဒီရွှေအိုးဟာဘလို့အကျိုးကျေးဇူးတွေကိုပေးမဲ့ရွှေအိုးလေအာဇီယောအနုဂါမိကိုတဲ့ဘယ်သူကမှမအောင်နိုင်ဘူးတဲ့ကုသိုလ်ရှင်ကိုဆိုလိုတာကအနိုင်အထက်လူယူလို့မရနိုင်ဘူးကိုပြုတ်ထားတယ်ဆိုရင်ကိုသေးချာပေါက်ပိုင်နေပေါ့တခြားလူတွေကကိုယ့်ကိုဘယ်သူကမှအနိုင်မကျင့်နိုင်ဘူးဒီကုသိုလ်ကောင်းမှုနဲ့ပတ်သက်ပြီးတော့နော်အနုဂါမိကိုတဲ့မိမိရဲ့နောက်မှာအစဉ်အမြဲလိုက်နေမယ်အလွန်သစ္စာရှိတယ်ပေါ့နော်ဒါကြောင့်မြတ်စွာဘုရားကယတဒါနေနသီလေနတံယမေနဓမေနသနေရီသူနေဟိတောဟောတိအစေယောအနုဂါမိကောဒီတရား၄မျိုးကုသိုလ်ကောင်းမှုတွေကိုမိမိတန်တမှာဖြစ်အောင်ကြိုးစားရမယ်ဒါဆိုလို့ရှိရင်အလွန်အစွမ်းတတ္တိကြီးတဲ့ရွှေအိုးကိုမြုပ်နှံထားတာဟုတ်လားအဲ့ဒီရွှေအိုးကိုမြုပ်နှံထားလို့ရှိရင်တဲ့ဧတဒေဝမနုဿာနံသဗ္ဗကာမတထောနိတိယံယံဒေဝဘိပတ္တင်တိသဗ္ဗမေတေနလဗ္ဗတိဟောဒီရွှေအိုး၄မျိုးမြုပ်ထားတဲ့ပုဂ္ဂိုလ်ဟောဒီကုသိုလ်ကောင်းမှု၄မျိုးကိုပြုထားတဲ့ပုဂ္ဂိုလ်ဟာတဲ့နတ်တွေလူတွေဘယ်လိုနဲ့ဘယ်လိုလူမှန်သမျှသူတို့စိတ်ထဲမှာတောင့်တတာရကျင်တာမှန်သမျှကိုဒီကုသိုလ်ကောင်းမှု၄မျိုးကပေးလိုက်မယ်တဲ့သဗ္ဗမေတေနလဗ္ဗတိတဲ့နော်အဲ့ဒီကုသိုလ်ရှင်ဖြစ်ခြင်းနဲ့အလိုဆန္ဒတွေအားလုံးကိုဒီကုသိုလ်ကောင်းမှု၄မျိုးကဖြစ်အောင်လုပ်ပေးလိုက်မယ်လို့ကိုပြောတာဟုတ်လားဒီဘာတွေလုပ်ပေးမှာတော့မြတ်စွာဘုရားကတော့အသေးစိတ်လေးပြောတယ်ဗျာနော်သူဝဏတာသူတရတာသူတန်ဌာနာသူရူပတာအာတိပိစ္ဆပရိဝါဒသဗ္ဗမေတေနလဗ္ဗတိဟောလောကမှာဥရှင်တို့လူရလို့ဖြစ်လာပြီဆိုရင်လူတွေဟာတယောက်နဲ့တယောက်မတူကြဘူးလေမတူတဲ့အချက်မှာတော့အဓိကကဘာလဲဆိုတော့မျက်စိနဲ့မြင်လိုက်ရတဲ့တန်းပြီးတော့သိလိုက်ရတဲ့ရုပ်ရည်ပေါ့ဟုတ်လားဒါကြောင့်သူဝဏတာလူတယောက်အရေးကလေးအရေးအစင်းလေးလှဖို့နော်မြတ်စွာဘုရားဒီနေရာမှာအတိအကျဟောတာလေးကိုပိဋကပေါင်းတော်ကတော့နည်းနည်းစိတ်ဝင်စားစေခြင်းတယ်နော်သူဝဏတာဝဏဆိုတာအရေးအစင်းနော်အသားရောင်လေးအသားအယောင်လှတာပေါ့နော်သူတရတာဆိုတာအတန်ကောင်းတာနော်ဒါတွေကိုဒီကုသိုလ်တရားတွေကပေးမယ်လို့မြတ်စွာဘုရားကပြောတာနော်သူဝဏတာအရေးအစင်းလှတယ်သူတရတာအတန်ကောင်းတယ်ပြီးတော့ဘာတော့သူတန်ဌာနာပုံတရံကောင်းတယ်အချိုးဆက်ကြတယ်လို့ပြောတာနော်ပြီးတော့ဘာတော့သူရူပတာတဲ့ကြည့်လို့အလွန်ကောင်းတယ်ဟောရုပ်နဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားရုပ်အစင်းနဲ့ပတ်သက်ပြီးတော့၃မျိုးပြောတယ်ဟိုဦးဇင်းကတော့ဘုန်းကြီးကအလွန်အသေးစိတ်တာပဲလို့အပြစ်တင်ရင်လည်းခံရမှာပဲပြောအောင်မယ်ဟုတ်လားနော်သူဝဏတာတဲ့သူဝဏတာဆိုတာကဘာတော့အရေးနော်အသားရောင်အယောင်လို့ပြောကြပါစို့အယောင်လှတယ်တချို့ကအယောင်တော့လှတယ်ဒါပေမဲ့ဘလို့ဖြစ်နေတုံးဆိုတော့ပုံတရံကသိပ်ပြီးတော့မကြဘူးဟောဘုဒ္ဓတို့ဖြစ်နေတာဘိန်းရှိရှိဖြစ်နေတာဝါတုတ်တုတ်ကြီးဖြစ်နေတာဒါဆိုရင်လည်းပဲအရေးဘလောက်လှတယ်ပြောပြောသူ့ကိုကြည့်ကောင်းတယ်လို့မဆိုနိုင်ဘူးဟုတ်လားနောက်ကိုင်းအရေးအစင်းလည်းကောင်းတယ်ပုံတရံကလည်းအချိုးဆက်ကလည်းအလွန်တရာမှပြည့်ပြည့်တယ်ကိုင်းဘာလို့သေးတုံးဆိုတော့သူ့ရူပါတာတဲ့မျက်လုံးပုံသဏ္ဍာန်နှာခေါင်းပုံသဏ္ဍာန်မျက်နှာပေါက်နှာခမ်းအစရှိတဲ့ဖြင့်ရုပ်ချောတယ်လှတယ်ဆိုတာများသောအားဖြင့်လူတွေကတော့မျက်နှာလေးကြည့်ပြီးတော့ပြောကြတာပေါ့လေဟုတ်လားသို့တော့မျက်နှာလေးတစ်ခုပြည့်စုံုံမျှနဲ့လူတစ်ယောက်ကိုချောတယ်လှတယ်လို့ပြောတာကတော့လေမပြည့်စုံသေးဘူးပေါ့ဟုတ်လားအဲ့တော့၃မျိုးပြောတာနော်အရေးအစင်းကိုပြောတယ်အချိုးဆက်ပုံသဏ္ဍာန်ကိုပြောတယ်ပြီးတော့သူရူပတာဒီမျက်နှာပေါက်ရဲ့ဒီကြည့်လို့ကောင်းတဲ့အနေအထားကိုပါမြတ်စွာဘုရားပြောလိုက်တယ်အကုန်လုံးကိုခြုံလိုက်ရင်တော့အလွန်တရာကြည့်လို့ရှုလို့ကောင်းတဲ့ချုံပေါ်လှပတဲ့လူတစ်ယောက်ပေါ့ပြီးတော့ဗာလေသူတရတာအတန်လဲကောင်းမေတဲ့အဲ့ဒါမျိုးတွေကိုဘယ်သူကပေးမလဲဆိုတော့ယခုနကပြောထားတဲ့ကုသိုလ်ကောင်းမှုတွေကပေးမယ်ဒါပြောတာ
ဒါတွေမကဘူးတဲ့အာရိပစ္စပရိဝါရတဲ့တချို့ကရုပ်တွေတော့ချောပါရဲ့ဒါပေမဲ့အာရိပစ္စဆိုတဲ့အစိုးရခြင်းမရှိဘူးသူ့မှာဩဇာမရှိဘူးအာဏာမရှိဘူးသူပြောရင်ဘယ်သူမှနားမထောင်ဘူးသူ့ကိုဘယ်သူမှဂရုမစိုက်ဘူးအလေးမပြုဘူးဒါဆိုရင်လေဘဝမှာချုပ်ရင်းချက်ကြီးရှိနေတယ်လို့ဆိုရမှာပေါ့ဟုတ်လားအဲ့လိုမျိုးမဖြစ်စေဘဲနဲ့အာရိပစ္စဗာလဲအစိုးတရားရှိတယ်အစိုးတရားရှိတယ်ဆိုတာကအခြေချေဝန်းဝန်းကြီးကိုရည်ရွယ်ပြောတာမဟုတ်ဘူးဆိုကြပါစို့ကိုကအိမ်တော်ဦးစီးဖြစ်တယ်ဆိုရင်လည်းဒီအိမ်မှာကိုကအစိုးတရားရှိရမယ်ပေါ့ကိုကကျောင်းတိုင်းဘုန်းကြီးတယောက်ဖြစ်တယ်ဆိုရင်ဒီကျောင်းမှာကိုကအစိုးတရားရှိရမယ်ပေါ့ဟုတ်လားအဲ့လိုမျိုးပေါ့လေနော်အစိုးရမှုဆိုတာအလွန်တရာအရှိန်စော်ရှိတယ်ပေါ့နောက်ပြီးတော့ဦးဇင်းတို့ပရိဝါရတဲ့ပရိဝါရဆိုတာအချမ်းရံကိုပြောတာနော်တချို့ကကိုယ်အတိုင်းဝိုင်းလေးနဲ့ကိုတော့အစိုးရတယ်ဒါပေမဲ့အချမ်းရံကအလွန်နည်းတယ်ဆိုရင်လည်းမပြည့်စုံသေးဘူးပေါ့အဲ့ဒါလို့ဦးဇင်းတို့လောကီကောင်းမြတ်မှုတွေကိုမြတ်စွာဘုရားကဒီရွှေအိုးလေးလုံးနဲ့တူတဲ့ဒါနသီလသမာဓိပညာဆိုတဲ့ကုသိုလ်ကောင်းမှုတွေကပေးမယ်တဲ့မြတ်စွာဘုရားကဒါတင်လားဆိုတော့မကဘူးမာနုတိကာသတံပတ္တိဒေဝလောကိစ္စယာရတိယာသနိဗ္ဗာနတံပတ္တိတပ္ပမေတေနလဗ္ဗတိလူချမ်းသာလူစည်းစိမ်နော်နတ်ချမ်းသာနတ်စည်းစိမ်နောက်ဆုံးနိဗ္ဗာန်ချမ်းသာနိဗ္ဗာန်စည်းစိမ်လို့ပြောကြပါစို့ဟောအဲ့ဒီစည်းစိမ်၃ခုဒါအကောင်းဆုံးတရားလို့ပဲဦးဇင်းတို့အချင်းချုပ်ပြီးတော့ပြောကြပါစို့နော်နိဗ္ဗာန်ချမ်းသာကတော့အကောင်းဆုံးပေါ့အဲ့ဒီချမ်းသာတွေကိုဒီကုသိုလ်ကောင်းမှုတွေကပေးလိုက်မယ်တဲ့ဟုတ်လားအဲ့ဒါလိုပြောပြီးတော့မြတ်စွာဘုရားကဗာဆက်ပြီးတော့အမိန့်ရှိတယ်ဆိုတော့ဦးဇင်းတို့ပဋိသင်္ပိဒဝိမောက္ခောစယာသသာဝကပါရမီပိစေကဘောဓိဗုဒ္ဓဘူမိတပ္ပမေတေနလဗ္ဗတိနော်ပဋိသင်္ပိဒ၄ပါးနော်ပြီးတော့ဦးဇင်းတို့အရဟတမေဉာဏ်အရဟတဖို့ဉာဏ်နော်ရိုးရိုးအက္ခသာဝကမဟာသာဝကရိုးရိုးသာဝကနော်ဒါဦးဇင်းတို့ယဟန္တာတွေပေါ့လေအဲ့ဒီအဖြစ်ဘောဓိစုပေါ့နော်ဒါတွေမကဘူးဦးဇင်းတို့ပိစေကဗုဒ္ဓအဖြစ်နောက်ဆုံးဗုဒ္ဓဘူမိသဗ္ဗညုတဉာဏ်ကိုရတဲ့တခေတ်ဘုရားအဖြစ်ကိုလည်းပဲဟောဒီကုသိုလ်ကောင်းမှုတွေကပေးတာတဲ့ဟောပေးတဲ့ရေကောင်းတာတော့အကုန်ကုန်သွားပြီနော်လူစည်းစိမ်ကနေပေါ်စပြီးတော့ပြောလိုက်တာနော်ဒီကုသိုလ်ကောင်းမှုပြည့်စုံလို့ရှိရင်ဒီကုသိုလ်ကောင်းမှုရှင်တွေလိုချင်တဲ့အရာမှန်သမျှဒီကုသိုလ်ကောင်းမှုတွေကပေးမယ်လို့ပြောရာကနေစပြောလိုက်တာအခုဘယ်ထိရောက်သွားဘုရားအဖြစ်ကိုထိရောက်သွားတာနော်ပဋိသင်္ပိဒဝိမောက္ခောစယာသသာဝကပါရမီပိစေကဘောဓိဗုဒ္ဓဘူမိတပ္ပမေတေနလဗ္ဗတိနောက်ဆုံးဘုရားအဖြစ်ဆိုတဲ့အထွတ်အထိပ်ဖြစ်ကိုတောင်မှဒီဒါနာသီလသမာဓိပညာဆိုတဲ့ရွှေဦးကြီးလေးလုံးကပေးမှာတဲ့ဟုတ်လားအဲ့ဒါကြောင့်မြတ်စွာဘုရားကဏိဂုံးကျုပ်နိတိခန္ဓသုတ်တံမှာဘာဟောတုံးဆိုတော့ဧဝမဟိတိကဧတသဗ္ဗမေဧဝမဟိတိကဧတယတိတံပုံညတံဗရံတတမတိရောပတံတန္တိပန္တိတံကတပုံညတံဘာပြောတုံးဆိုတော့အဲ့ဒါလောက်အရှိန်အစောတကူအစွမ်းတတ္တိကြီးတဲ့ဒီကုသိုလ်ကောင်းမှုကိုတဲ့ဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေကပြည့်စုံအောင်ပြုကြရမယ်တဲ့ပညာရှိတဲ့ပုဂ္ဂိုလ်တွေဟာကုသိုလ်ကောင်းမှုနဲ့ပြည့်စုံခြင်းကိုပဲချီးမွမ်းတယ်တဲ့နော်ပညာရှိတဲ့ပုဂ္ဂိုလ်တွေကဘာကိုချီးမွမ်းတယ်ကုသိုလ်ကောင်းမှုနဲ့ပြည့်စုံခြင်းကိုချီးမွမ်းနေတယ်နော်လောကကြီးမှာချီးမွမ်းတဲ့အအစစ်အမှန်ဆိုလို့ကလည်းဒါပဲရှိတယ်လို့ဆိုရမှာပါတကယ်တမ်းကလည်းဟုတ်လားကုသိုလ်ကောင်းမှုနဲ့ပြည့်စုံပြီးအဖြစ်တည်တာနဲ့လောကမှာအချီးမွမ်းတိုက်ဆုံးသောအရာဒါကြောင့်ပညာရှိတွေကသိတယ်မြင်တယ်နားလေတယ်လောကကြီးမှာချီးမွမ်းတိုက်တာဟာဘာရှိလဲဒါနကောင်းမှုနဲ့ပြည့်စုံတယ်ဆိုချီးမွမ်းတိုက်တယ်နော်စွန့်လွတ်နိုင်တယ်ချီးမွမ်းတိုက်တာပေါ့ဘာဖြစ်လို့ဆိုတော့သူ့ရဲ့အကျိုးစီးပွားကိုသူရအောင်လုပ်နိုင်တယ်တစစွန့်ဝဲမှလည်းဘဝနောင်ဆက်တိုင်းကောင်း၏ဟုတ်လားဒါကြောင့်ဒါနရဲ့အကျိုးကိုသိကြတဲ့မြင်ကြတဲ့ပညာရှိတွေကဒါနကောင်းမှုပြုတဲ့ပုဂ္ဂိုလ်ကိုချီးမွမ်းတယ်သူ့ရဲ့အားကိုးရာထောက်ရတီးရာကိုသူရှာနိုင်တယ်တော်တယ်ပေါ့ဟုတ်လားအဲ့လိုပဲသီလစောင့်စည်းမှုမပြည့်စုံနေတမာတိတရားပညာတရားပို့လို့တောင်းသူကမြင့်မြတ်သွားတယ်ပေါ့ဟုတ်လားအဲ့လိုကုသိုလ်ကောင်းမှုတွေရဲ့အစွမ်းတတ္တိကိုသိကြတဲ့မြင်ကြတဲ့ပညာရှိတဲ့ပုဂ္ဂိုလ်တွေကလောကကြီးမှာကုသိုလ်ကောင်းမှုပြုထားတဲ့ပုဂ္ဂိုလ်တွေကိုသူတို့ဟာချီးမွမ်းကြတယ်တဲ့နော်ပြောပုံကလေးကနော်ဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့ပုဗ္ဗေစကတပုံညတာရှိကောင်းမှုရှိခြင်းသည်မင်္ဂလာဆိုတာနဲ့ပတ်သက်ပြီးတော့ကောင်းမှုရဲ့အကျိုးအာနိသင်ကိုအဲ့လိုသိဖို့မြင်ဖို့မလိုဘူးလားလိုတယ်နော်အကယ်၍ကိုယ်မှာရှိကောင်းမှုပါတာနည်းတယ်လို့ကိုယ်စိတ်ထဲမှာခံစားမိတယ်ဆိုရင်ပြီးခဲ့ပြီးသားတွေကတော့ဘာမှမတတ်နိုင်တော့ဘူးဟုတ်လားအဲ့တော့ဘာလို့ဖို့လဲလိုတယ်နောင်ရေးကိုမျှော်တွေးပြီးတော့ဟုတ်လားအခုလောလောဆယ်ကောင်းတဲ့ကောင်းအောင်ဟုတ်လားဒီလောက်အစွမ်းတတ္တိကြီးမားတဲ့
ဒါနသီလသမာဓိပညာဆိုတဲ့ကုသိုလ်ကောင်းမှုတွေကိုသာလျှင်ပြုလုပ်ပြီးတော့နောင်တစ်ချိန်မှာပုပ္ပေစကတပုံညတာမင်္ဂလာအလွန်ကြီးမားတဲ့ပုဂ္ဂိုလ်ဖြစ်အောင်ကြိုးစားရမယ်ပေါ့ဟုတ်ရဲ့လားဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့ဒီကနေ့ညပြောမဲ့မင်္ဂလာတရားသုံးပါးတဲ့ကဒုတိယမြောက်ပုပ္ပေစကတပုံညတာတဲ့ဟုတ်လားအဲ့တော့မင်္ဂလာဘယ်နှပါးရှိသွားပြီတော့ဒီကနေ့ည2ပါးမနေ့ညကလည်းဆို5ပါးပေါ့ဟုတ်လားအဲ့တော့ဦးဇင်းတို့6ခုမြောက်မင်္ဂလာကိုဆက်ပြီးတော့ပြောကြရအောင်ဒီ6ခုမြောက်မင်္ဂလာကတော့38ဖြာမင်္ဂလာထဲမှာအလွန်အရေးပါတဲ့မင်္ဂလာလို့တပည့်ကံစတော်ကြီးကအမိန့်ရှိတယ်နော်။ဘာမင်္ဂလာလဲအတ္တတမ္မာပဏိဒိစ္စနော်မိမိကိုယ်ကိုကောင်းစွာစောင့်ထိန်နိုင်တယ်မိမိကိုယ်ကိုကောင်းစွာထားနိုင်တယ်အတ္တတမ္မာပဏိတိသုံးလုံးနော်အတ္တရဲ့တမ္မာရဲ့ပဏိတိရဲ့အတ္တဆိုတာကစိတ်လို့လည်းပဲအဓိပ္ပာယ်ဖွင့်တယ်မိမိကိုယ်လို့လည်းပဲအဓိပ္ပာယ်နဲ့တကိုယ်လုံးလို့လည်းအဓိပ္ပာယ်ဖွင့်တယ်ပေါ့တမ္မာဆိုတာကကောင်းစွာပေါ့ပဏိတိဆိုတာထားတာနော်ဒီစိတ်ကလေးကိုကောင်းကောင်းထားတာအဓိကကတော့အဲ့ဒါပါပဲစိတ်ကိုကောင်းကောင်းထားလိုက်လို့ရှိရင်တကိုယ်လုံးကိုကောင်းကောင်းထားရရောက်တယ်ပေါ့ဟုတ်လားအဲ့ဒါကိုဘိသက်ပေါင်းသူတော်ကောင်းတို့ကအတ္တအယတကိုယ်လုံးကိုယူမယ်ဆိုရင်လည်းပဲဒါရတယ်တကိုယ်လုံးဆိုရင်လည်းစိတ်လည်းပါသွားတာပဲလေဒါပေမဲ့အရေးအပါဆုံးကိုဦးဇင်းတို့အခရာကြတာကိုကောက်ပြောမယ်ဆိုရင်တော့ကိုယ့်ရဲ့စိတ်ကိုကောင်းကောင်းထားတာစိတ်ကလေးကိုကောင်းကောင်းထားတာအဲ့ဒါကိုအတ္တသမပဏိတိလို့ခေါ်တယ်နော်ကိုယ့်ရဲ့စိတ်ကလေးကိုဘာလို့ရမလဲကောင်းကောင်းထားအဲ့တော့စိတ်ကိုကောင်းကောင်းထားတယ်ဆိုတာကဒီမင်္ဂလာတုတ်ကိုဖွင့်တဲ့အထက်ကရာမှာစိတ်ကိုကောင်းကောင်းထားတယ်ဆိုတာဘာကိုပြောတာတုံးဆိုတော့တဲ့တရားတရားမရှိသေးဘူးလို့ကိုယ်စဉ်းစားဆင်ခြင်မိရင်တရားတရားရှိအောင်ကြိုးစားရမယ်တဲ့အဲ့ဒါစိတ်ကိုကောင်းကောင်းထားတာတဲ့နော်ကိုသီလမရှိသေးဘူးလို့သိရင်သီလရှိအောင်ကြိုးစားလိုက်တာအဲ့ဒါကိုကောင်းကောင်းထားတာစိတ်ကိုကောင်းကောင်းထားတာဟုတ်လားနောက်ပြီးတော့ငါဟာနှမျိုးဝင်တိုးတဲ့လူတစ်ယောက်ဖြစ်နေတယ်လို့ကိုယ့်အကြောင်းကိုမညာမတာစဉ်းစားပြီးတော့သိတယ်ဆိုရင်လည်းပဲနှမျိုးဝင်တိုးမှုကင်းအောင်စွန့်လွတ်နိုင်တဲ့စိတ်တွေများအောင်ကြိုးစားတယ်ပေါ့ဆိုလိုတာကတရားသီလစာကမရှိသေးရင်ရှိအောင်ကြိုးစားတာတရားတရားမရှိရင်တရားတရားရှိအောင်ကြိုးစားတယ်သီလမရှိရင်သီလရှိအောင်ကြိုးစားတယ်နော်ပြီးတော့ဗာလဲစာကမရှိရင်စာကရှိအောင်ကြိုးစားတယ်အဲ့ဒါဆိုလို့ရှိရင်ဒါအတ္တတမ္မာပဏိတိကိုယ့်ရဲ့စိတ်တနည်းအားဖြင့်ကိုယ့်ကိုယ်ကိုကောင်းကောင်းထားရရောက်တယ်တဲ့ဟုတ်တာပေါ့တရားတရားရှိလာပြီဆိုရင်ကိုယ်ဟာကောင်းကျိုးချမ်းသာတွေနဲ့ပြည့်စုံသွားမှာပဲအဲ့လိုပဲသီလရှိပြီစာကရှိပြီဆိုရင်ကောင်းကျိုးချမ်းသာတွေမရပြီဘူးလားရတယ်ဒါကြောင့်ကိုယ့်ကိုယ်ကိုကောင်းကောင်းထားတယ်ဆိုတာအထက်ကရာမှာတော့ဒီ၃ချက်ကိုပြတယ်ပေါ့အဲ့တော့စတော်ကြီးကတော့သူကအဓိကကတော့တဲ့ဒီစိတ်ပါပဲတဲ့စိတ်ကလေးကိုကောင်းကောင်းထားဖို့အဲ့ဒီနေရာမှာစတော်ကြီးကဘာကိုထောက်ထားပြလဲဆိုတော့ဦးဇင်းတို့ဓမ္မဝရပါဠိတော်မှာဂါထာလေးနှစ်ပုဒ်ရှိတယ်ဗျ။ဦးဇင်းတို့လည်းပဲဟောဖို့ပါရဲ့အဆိုးဆုံးယန္တုနဲ့အကောင်းဆုံးမိတ်ဆွေဆိုပြီးတော့လေအဲ့ဒီဂါထာလေးကိုဦးဇင်းတို့စတွေ့ကလေးကစအလွန်အမင်းသဘောကျတယ်ပေါ့။ဒါလေးကိုပိဿပေါင်းသူတော်ကောင်းတို့ဒီမှာတိုက်ဆိုင်နေတဲ့အတွက်ကြောင့်နည်းနည်းလေးမှတ်သားကြည့်မယ်နော်။ပထမဂါထာကဘာပြောလဲဆိုတော့ဒီသောတိတံယန္တံကယိတာဝေဒီဝံပနဝေဒီနံမိစ္ဆာပဏိဟိတံစိတ်တံပါပိယောနံတတောကရေတဲ့နော်အဓိပ္ပာယ်ကဘာပြောတော့ဆိုတော့တယောက်နဲ့တယောက်အလွန်မုန်းနေတဲ့ခိုးသားတခိုးတွေလူဆိုးတွေအချင်းချင်းတွေ့ကြပြီဆိုလို့ရှိရင်မုန်းလဲမုန်းနေတဲ့အင်မတန်မိုက်တဲ့ပုံကိုယ်တွေလည်းဖြစ်တဲ့အတွက်ကြောင့်တယောက်ကိုတယောက်ရံပြုလို့ရတဲ့အနေအထားမျိုးမှာတွေ့ရင်သေချာပေါက်စိတ်ရှိလက်ရှိတယောက်ကိုနှိပ်စက်ကြမှာပဲတယောက်ကိုတယောက်ရံပြုကြမှာပဲအကျိုးမဲ့တွေဖြစ်အောင်လုပ်ကြမှာပဲဘာဖြစ်လို့တော့မုန်းနေတဲ့ရန်သူတွေဖြစ်နေလို့ပေါ့ဟုတ်လားအဲ့ဒါမြတ်စွာဘုရားကဥမာပေးတာအဲ့ဒါတွေထက်ပိုပြီးတော့ဆိုးတယ်တဲ့မိစ္ဆာပဏိဟိတလို့ဆိုတဲ့မှားယွင်းစွာထားတဲ့စိတ်တနည်းအားဖြင့်မကောင်းတဲ့စိတ်ကိုယ့်ရဲ့စိတ်ကိုကောင်းအောင်လုပ်မထားတဲ့စိတ်ပေါ့ဟုတ်လားကောင်းကောင်းစောင့်တည်ပြီးတော့မထားဘဲနဲ့မှားယွင်းစွာစောင့်တည်ထားတဲ့ဒီစိတ်ဟာပါပိယောနံတတောကရေမုန်းနေတဲ့ရန်သူချင်းချင်းဒုက္ခပေးတာတဲ့အဲ့ဒီကာယကံရှင်ကိုပို့ပြီးတော့ဒုက္ခပေးနိုင်တယ်ဟုတ်လားနော်ဒါနဲ့ဆန့်ကျင်ဘက်နာတမ္မာတပိတာကိရာအင်ယေဝံပိစညာတကသမ္မာပဏိဟိတံစိတ်တံသေယသောနံတတောကရေနော်ကိုယ်အင်မတန်ချစ်တယ်ဆိုတဲ့မေတ္တာကြီးတယ်ဆိုတဲ့မိဘတွေဆွေမျိုးတွေသားချင်းတွေနော်ချစ်ရခင်ရတဲ့မိတ်ဆွေအပေါင်းအသင်းတွေဒါတွေကမပေးနိုင်တဲ့ချမ်းသာဒုက္ခကိုကောင်းစွာစောင့်တည်ထားတဲ့စိတ်ကောင်းစိတ်မြတ်ကလေးကမြင့်မြတ်အောင်ချမ်းသာအောင်လုပ်နိုင်တယ်ပေးနိုင်တယ်တဲ့အဲ့တော့ဒီနေရာမှာဒီကာတာလေးနှစ်ပုဒ်ဖြင့်ဘဝမှာကိုယ့်ကို
အကြီးကျယ်ဆုံးနှိပ်စက်မဲ့အရာဆင်းရဲစေအောင်လုပ်မဲ့အရာဟာမကောင်းတဲ့စိတ်လို့သိရတယ်နော်ဘဝမှာကိုယ့်ကိုချမ်းသာအောင်အစဉ်ပြေအောင်အကြီးကျယ်ဆုံးဆောင်ကျဉ်ပေးမဲ့လုပ်ပေးမဲ့အရာကတော့ကောင်းတဲ့စိတ်လို့သိရတယ်အဲ့ဒီနေရာမှာအသုံးအနှုန်းလေးကိုနည်းနည်းလေးသတိထားကြည့်နော်မိစ္ဆာပဏိဟိတစိတ်တမ္မာပဏိဟိတစိတ်တဲ့ဒီလိုသုံးထားတယ်သိလားမိစ္ဆာပဏိဟိတစိတ်ဆိုတာမကောင်းသဖြင့်ထားလိုက်တဲ့စိတ်ပေါ့စိတ်ကိုဖြစ်ချင်လို့ဖြစ်ချင်လို့ပြစ်ထားလိုက်တာပေါက်လို့ပြစ်ထားလိုက်တာပေါ့သူလောဘဖြစ်ခြင်းလည်းဖြစ်ကြိုက်စရာအာယုန်တွင်းနဲ့ကြိုက်ခြင်းလည်းကြိုက်လိုက်ပေါ့နော်ဒေါသဖြစ်စရာအာယုန်နဲ့တွေ့လည်းဒေါသဖြစ်ဒီလိုကိုဘာမှကိုစောင့်စည်းမှုထိမ့်သိမ့်မှုကောင်းအောင်ပြုပြင်မှုမရှိတော့ဘဲနဲ့စိတ်ကိုလွတ်ချင်တယ်လို့လွတ်ပြီးပြစ်ချင်တယ်လို့ပြစ်ထားတဲ့အနေအထားလို့ပြောမယ်ဆိုပြောလို့မရဘူးလားအဲ့ဒီလိုအခြေအနေမျိုးဒီအဲ့ဒါကိုအကြီးကျယ်ဒုက္ခပေးလိုက်မယ်ဟုတ်ရဲ့လားအဲ့ဒါနဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့တမ္မာပဏိဟိတစိတ်တဲ့ဟုတ်လားတမ္မာပဏိဟိတစိတ်ဆိုတာကောင်းစွာစောင့်တည်အပ်သောစိတ်တနည်းအားဖြင့်အခုဒီဒေသနာနဲ့အညီပြောရမယ်ဆိုတော့အတ္တတမပဏိတိပေါ့နော်ကိုယ့်ရဲ့စိတ်ကလေးကိုကောင်းကောင်းထားနေတယ်ပေါ့နော်မကောင်းတာမဖြစ်အောင်ထိမ့်သိမ့်နေတယ်ပေါ့မကောင်းတာဖြစ်နေရလို့သိလို့ရှိရင်ဒါကိုတားဆီးမယ်ဖြစ်ကြောမရှိအောင်ကြိုးစားမယ်ကောင်းတဲ့ဘက်ကိုရောက်အောင်တွန်းတင်မယ်အဲ့လိုကြိုးစားတဲ့အားထုတ်တယ်ပေါ့စိတ်ကလေးကိုဟုတ်လားအဲ့ဒါဆိုလို့ရှိရင်အင်မတန်မေတ္တာကြီးတဲ့ကိုချစ်ကြတဲ့ခင်ကြတဲ့မိတ်ဆွေတွေပေါင်းသင်းတွေဖေးတွေမိတွေမပေးနိုင်တဲ့ချမ်းသာဒုက္ခကိုအဲ့ဒီကောင်းတဲ့စိတ်ကလေးကပေးလိုက်မယ်တဲ့ဟုတ်လားဒါကြောင့်စိတ်ကလေးကိုကောင်းကောင်းထားဖို့ဆိုတာအလွန်အရေးကြီးတဲ့အချက်လို့နားလည်ကြရပါဒါသည်ပင်လည်းအဲ့ဒါအကြီးကျယ်ဆုံးမင်္ဂလာပဲအလွန်မြင့်မြတ်တဲ့မင်္ဂလာကြီးပွားလိမ့်မယ်ချမ်းသာလိမ့်မယ်ကောင်းကျိုးချမ်းသာတွေနဲ့ပြည့်စုံစေလိမ့်မယ်နောက်အတ္တသမပဏိတိအဲ့တော့ဦးဇင်းတို့ဒီနေရာမှာကိုယ့်ရဲ့စိတ်ကလေးကိုကောင်းကောင်းထားဖို့အတွက်တနည်းအားဖြင့်ကိုယ့်တကူလုံးကိုအကောင်းဆုံးအနေအထားကိုထားဖို့အတွက်ဆရာတော်ကြီးကအလွန်ကောင်းတဲ့နည်းကလေးတစ်ခုကိုညွှန်ကြားခဲ့တယ်ပေါ့အဲ့ဒါကဆရာတော်ကြီးကဘယ်ဒေသနာတော်ကိုထောက်ပြီးတော့ညွှန်ကြားတော့ဆိုတော့ဘုရင်တို့အမ္ပလတ္ထိကရာဟုလောဝါဒသုတ်တံဆိုပြီးတော့ရှင်ရာဟုလာကိုမြတ်စွာဘုရားဟောထားတဲ့သုတ်တံတစ်ပုဒ်ရှိတယ်နောက်ရှင်ရာဟုလာကိုရင်လေးဘဝတုန်းကမြတ်စွာဘုရားဟောခဲ့တာပါအဲ့ဒီသုတ်တံလေးကိုဆရာတော်ကြီးကထုတ်ပြပြီးတော့ဒီအဆုံးအမလေးနဲ့အညီစဉ်းစားဆင်ခြင်ပြီးတော့ဘဝမှာနေနိုင်မယ်ဆိုရင်အတ္တသမပဏိတိအလွန်ဖြစ်လိမ့်မယ်လို့ဆရာတော်ကြီးကရေးတယ်အဲ့ဒါဦးဇင်းတို့ကလည်းပဲအလွန်သဘောကျတယ်ဩဆရာတော်ကြီးထုတ်ပြထည့်လိုက်တာဦးဇင်းတို့လည်းကြားတော့ကြားဘူးနေတာပဲလေအဲ့ဒါဦးဇင်းကအခုပြောလိုက်ရင်ပိဿတို့လည်းဩဒါလေးတော့ကြားဘူးပါတယ်လို့ဖြစ်မှာပါဟုတ်လားအဲ့ဒီမှာဦးဇင်းတို့ရှင်ရာဟုလာကိုမြတ်စွာဘုရားကရှင်သားရာဟုလာတဲ့အလုတ်တစ်ခုလုတ်တော့မယ်ဆိုလို့ရှိရင်မလုတ်သေးခင်မှာခုငါလုတ်မဲ့အလုတ်ဒီငါ့ကိုအကျိုးမဲ့စီမလားသူတစ်ပါးကိုအကျိုးမဲ့သေးမလားသို့မဟုတ်မိမိသူတစ်ပါးနှစ်ဦးသားကိုအကျိုးရှိသွားစီမလားချမ်းသာသွားစီမလားဆင်းရဲသွားစီမလားသို့မဟုတ်အကျိုးမဲ့သွားစီမလားအကျိုးရှိသွားစီမလားအကုသိုလ်တွေတိုးလာမဲ့အလုတ်လားကုသိုလ်တွေတိုးလာမဲ့အလုတ်လားလို့မလုတ်ခင်မှာစဉ်းစားရမယ်တဲ့နော်အဲ့လိုစဉ်းစားလိုက်လို့ဟာဒါမကောင်းတဲ့အလုပ်ပဲအကုသိုလ်အလုပ်ပဲဒုက္ခများစေမဲ့အလုပ်ပဲလို့သိရင်အဲ့ဒီအလုပ်ကိုမလုပ်ပါနဲ့တဲ့ဒါမလုပ်ခင်စဉ်းစားရမှာပြောတာနော်ဒီတစ်ချက်ကိုဦးဇင်းတို့အကျေပြောလိုက်ရင်နောက်ဟာတွေသိအကျေပြောစရာမလိုအဲ့ဒါလိုပဲဦးဇင်းတို့စကားတခွန်းပြောတော့မယ်ဆိုရင်မပြောခင်မှာစဉ်းစားရမယ်ဒီနည်းတူစဉ်းစားရမယ်အတွေးတစ်ခုတွေးတော့မယ်ဆိုရင်လည်းမတွေးခင်မှာခုငါတွေးမဲ့အတွေးတွေဟာဘလို့တွေလဲဘာတွေကိုငါတွေးမှလဲစဉ်းစားရမယ်အကျိုးရှိလားအကျိုးမဲ့လားဆင်းရဲလားချမ်းသာလားကုသိုလ်လားအကုသိုလ်လားပေါ့မကောင်းမှုဆိုရင်ဒါမတွေးဖြစ်အောင်မကောင်းမှုဆိုရင်ဒါမပြောဖြစ်အောင်ကြိုးစားရမယ်ပေါ့အဲ့တော့ဦးဇင်းတို့ဒါတစ်အချက်မှတ်မိအောင်ဦးဇင်းတို့ဉာဏ်ထဲမှာအပိုင်းအပိုင်းလေးနဲ့ကန့်ပြီးတော့ဒကာဓမ္မတို့ဦးဇင်းတို့မှတ်မိလွယ်အောင်ပြောရရင်တော့ဦးဇင်းတို့ကံ၃ပါးရှိတယ်လေကာယကံအလုပ်ရှိမယ်ဝစီကံအပြောရှိမယ်မနောကံအတွေးရှိမယ်အဲ့ဒီကာယကံဝစီကံမနောကံဆိုတဲ့ကံ၃ပါးမလုတ်သေးခင်မပြောသေးခင်မတွေးသေးခင်မှာစဉ်းစားပါမကောင်းမှုအပြစ်ရှိတယ်ဆင်းရဲစေလိမ့်မယ်ဆိုရင်ဒါမလုပ်မိအောင်ကြိုးစားရမယ်။ကဲတခါတရံကြတော့မလုတ်ခင်မပြောခင်မတွေးခင်တော့မစဉ်းစားမိဘူး။အဲ့ဒါလို့ဆိုရင်ကိုင်းရှိသေးလုံနေစေပြောနေစေတွေးနေစေမှာခန္ဓာကလေးရက်ပြီးတော့စဉ်းစားလိုက်ပါဦးတဲ့။ဟုတ်လားအခုငါလုံနေတဲ့လုံငါပြောနေတဲ့ပြောငါတွေးနေတဲ့အတွေးဟာဆင်းရဲကိုဖြစ်စီမလားချမ်းသာကိုဖြစ်စီမလားမိမိသူတစ်ပါးအတွက်နော်အကျိုးမဲ့စီမလားအကျိုးရှိစီမလားကုသိုလ်တွေလားအကုသိုလ်တွေလားလို့စဉ်းစားလိုက်ပါအကုသိုလ်ဖြစ်နေတဲ့ဆင်းရဲစေလိမ့်မယ်အကျိုးမဲ့စေလိမ့်မယ်လို့သိခဲ့မယ်ဆိုရင်
Eddie a low Eddie of your Eddie a duego, low knees, Johnny's a twinnies, Mabe, Yenai on Josavare. The tea is one other dish, alone G. Malukin Sina like, 3 great like, Hola, who lonely is in my Sina like. Sina like this, singing like this when the Gamma was in a year. Say, a swan she, but Tina Mare. No, Masina Vene, a young guy, your Luja, Joja, Luja, Majayara, go. Hola, that I'm with about the Rondo, Malukin, Majogan, Maduigan, Gandumbama, Sinayabe. Nabiro, Lonize, Jonize, Twinize, Gandumbago, Sinayabe. Kind of cuddly jar of Malukin Lemisina Mibu, Majogan Lemisina Mibu. Maduigan, low save your day, Messina Mibu. Other so ye, low beat it now, pure beat it now, 2 beat it now, Sina Vare. Oh, Lavianino, I could look at it, look. I could young it, young, I could do it, do it. A Jushi de la, Jumeri la, Sini la, Chanari la, Kuduri la, Aguduri la, Mimi to the one at Tetuamano. The other Lucina Biro, Tamagona Rive, Senior Gupsi Jarive, Jumeri Velu, Senior don't have Migame, Solution. Who market a Dma at the Random Boy Chinjan Siatama Tama Web Sisi, Pinashi, Luigi to Maruya Tama Web Sisi, Tadilumu market, look at media, Joga media, Twigga media, look, when can I buy it? When can be though? Now damn you, Malumi, Majomi, between me on some emails with a sick lily, Taliban, Yaswabiaga, 2 years old, then Janita, Hola, no? Now be though. A cool lonely Ludiga, Kauna Ludi, a cool look at a Ludiga, Kaunari. Chana Gupsi Mayari, Kudu Gupsi Mayari, Ludiga Meso, you know. 1 year, 1 da, Sine, Kudu Kamurigo, Saturday, 2 biro, Josava, Subiro, Yaswa Piaga, Chinyahula, Hora. Eddie Madidiani Mohogima, Nidanga Bamiron Suro. No? Kima Dodi Ada Dori, no? Mansura Ba Jushile, Lumira, no? Kimati yo Ada Dori, no? Mansura Ba Jushile. But a bit of a canato bandi, the Chinyahula. Singing a Joshiva, Manjia Sora, Lupini, Lucin, Singing Boat of Mangiana Mola, Mamma Mabari Pinito, Westana, Ochu Giela, Tayela, Gonyela Subiro, Tassinian Boat of Mango, Giala. And I'm Yaswa Biaga, Tito Dango, Mandia, and Nina, Holy Dave. No Maloke, Lose, Logi, no Gandumba, Baluamro, Sinayabe. Hello, Sina Biro, Sinian Biro. Jumishi Busoye, Malumi on, Yami on, now the chain sounding measure a city in it. Kuya Kuku, call Josiah Mepo. But I'm just of Yabu Hole, Yahula. Who she runga, Lungere Dicala runga. Kuya Gayagan was Yamanogan, Ganduma, go Tanshin Saint on. See your top bengere. To get to the only her, Dini, Kuku, Tanshin Saint on, see your top bengere. Among a general one, no yes of Yaga. No? Kurunga Omian Bomio Dore, the Gego Tanshin Dore, Saint Dore, to the Homshi Dore Bukuria, Dini to the Homshi Ware. No? A cool Loloze, Pisa Kama. Kuya Gayaga was Yamanoga, go Tanshin Chusi on Chuzan, Bomio Omian Dore Bukuria, Dini never to Chuzan Dojala. Lame and Nagama leve Gayaga was Yamanoga, Ganduma Tanshin Chusi on. Sonzija me Bukuria, Dini, Sonzija Lake, Hoyala. That I'm with about the Rondo. Dinia alone 600 and Nipo. And then Lilo, Juda Jimeso, 2 years Juji, Tina Valley. Hoyala. Tajao, Maloke, Lose, Logi, no Ganduma, Amuyarego. Paloamle, Joshi Mishi, Sinya Mala Chanda Mala, no Agudola, Gudola, Sina Senyan Jendi. With about the Rondo. Adatama, Penitisa, Mimiku, Gonswa, Tabu, Josa and Niama. Miaji a talk of you men, Nilan, so Naimula, so night, Hola. Tajam be about the Rondo, along on and nearly to Kupo. At the Ujino Diniama, Adatama, Penidi, Sola, alone Yichi, Solago, Joge, no? Ujino Ku, Mengala de Atumama, no? Promozo Mengala Valley, Petiru Ba, no? Or Imidan Kone Yaditama, Nea Jimbo. Pui Sagada Bunyada, Chikamu, Shiji, Ku Adatama, Penidisa. Mimi go gone so attache. Now tell Eddie Ma, Dudia Nea Lima. That Buri to Ban Nabia. Pinashi to the home of Bonya Jen Solali, who tell him a solution. Ella Ujino, sell liver, bees of body, Lusore. And go to Barido Ma.
စတုကနိဗ္ဗတ်ထဲမှာစက်ကတုတ်တံဆိုတာရှိတယ်နော်စာလုံးနဲ့ကနှလုံးဆင့်ထားတဲ့စက်ကနော်ဗမာလိုပြောရရင်တော့စက်ပေါ့နော်စက်ဆိုတာဘာလဲစက်ဆိုတာလေပတ်တာပဲဟုတ်လားစက်ဆိုတာလေပတ်တာလူတယောက်ကောင်းကောင်းလေပတ်သွားခြင်းနဲ့ဆိုရင်အဲ့ဒီ14ပါးပြည့်စုံရမယ်တဲ့နော်14ပါးပြည့်စုံရမယ်နော်နေရာကောင်းကိုရောက်ရမယ်ရှေးကောင်းမှုရှိခဲ့ရမယ်ဟုတ်လားပြီးတော့ဗာလဲနေရာကောင်းကိုရောက်ရမယ်ပညာရှိသူတော်ကောင်းကိုပေါင်းရမယ်နော်ရှေးကောင်းမှုရှိရမယ်ပြီးရင်မိမိကိုယ်ကိုကောင်းစွာထားနိုင်ရမယ်အဲ့ဒီတည်းမှာဦးဇင်းတို့ရှေးကောင်းမှုရှိမှလည်းပဲနေရာကောင်းဆိုတာရောက်တာထားတာပေါ့နောက်ဆိုကြပါစို့ဒကာမတို့ဦးဇင်းတို့အခုဒီလိုမြင့်မြတ်တဲ့ကိုယ့်ကိုယ်ကိုကောင်းအောင်ထိမ့်သိမ့်နိုင်တဲ့နီလန်းကောင်းတွေကိုယ့်ကိုယ်ကိုချမ်းသာအောင်လုပ်နိုင်တဲ့နီလန်းကောင်းတွေကိုသိခွင့်ရတယ်ဆိုတာလူဖြစ်လို့ပေါ့နော်လူဖြစ်တယ်ဆိုတာလေလူဖြစ်နိုင်တဲ့ကုသိုလ်ကံရှေးကောင်းမှုပါလို့ပေါ့ဒါအလွန်အမင်းကြီးပါတယ်ဒီနားမှာဦးဇင်းတို့ခုပြောတဲ့လူရောနားထောင်တဲ့လူတွေရောနော်ပစ္စည်းဥစ္စာမပြည့်စုံတာလောက်ကိုကြည့်ပြီးတော့ငါတို့ကရှေ့ကနေလိုက်တာလို့အဲ့လိုသတ်မှတ်လို့တော့ရမယ်လို့ဦးဇင်းကမထင်ပါဘူးနော်အဲ့ဒါတဲ့အကျိုးအများကြီးကြီးတဲ့အသိဉာဏ်တွေဒကာဓမ္မတို့ဦးဇင်းတို့မှာရှိမနေဘူးလားရှိနေတယ်အဲ့ဒါကိုထောက်သောအဖြစ်ပုဝ္ဝေစကတပုံညတာစက်ကတော့တော်တော်ကိုကောင်းခဲ့တယ်ဆိုတာကိုနားလည်ရတယ်ရှေးကောင်းမှုရှိကိုရှိတယ်ဟုတ်လားအဲ့ဒီရှေးကောင်းမှုရှိလို့လည်းပဲအခုအဆုံးအမကောင်းနဲ့တွေ့ရနိုင်တဲ့နေရာမှာနော်သိနိုင်မြင်နိုင်တဲ့ဉာဏ်နဲ့ပြည့်စုံတဲ့လူသားတစ်ယောက်ဖြစ်နေလာပြီးတော့လူဖြစ်ရတယ်အဲ့တော့ပရိရူပမင်္ဂလာလည်းမပြည့်စုံဘူးလားပြည့်စုံတယ်ဟောပုဝ္ဝေစလည်းရှိတယ်ပရိရူပလည်းရှိတယ်အဲ့ဒီပရိရူပနေရာကောင်းမှာလာပြီးတော့လူဖြစ်တော့ဟောပညာရှိသူတော်ကောင်းတွေနဲ့ပေါင်းရတယ်သင်ရတယ်ဆိုတာကိုဆက်ပြီးတော့မဖြစ်ဘူးလားဖြစ်တယ်အဲ့လိုဖြစ်တော့ပညာရှိသူတော်ကောင်းတို့ရဲ့အဆုံးအမတွေနဲ့ယဉ်ဤကျွမ်းဝင်ပြီးတော့စိတ်ထဲမှာဟောငါတော့ဒီလိုလှုပ်အောင်မဟဲ့ဟုတ်လားဒီလိုကျင့်အောင်မဟဲ့ဒီလိုနေတာထိုင်တော့မကောင်းမှုဟဲ့အစရှိသဖြင့်ကိုထိမ့်သိမ်းဆောင်ရှောက်ပြီးတော့ကောင်းမြတ်တဲ့အကျင့်ကိုကျင့်သုံးခြင်းအပြင်အတ္တတမပဏိတိစာဆိုတဲ့ဆက်ပါဆက်ပြီးတော့လဲမသွားဘူးလားလဲသွားတယ်လဲပတ်သွားတာလဲပတ်သွားတာအဲ့ဒါအတ္တတမပဏိတိစာဆက်လဲတော့ဟောဘဝဆက်ရအောင်မယ်ဆိုလို့ရှိရင်လည်းပဲအရဟတမေညာအရဟတဘုံညာမရသေးဘူးဆိုရင်ဘဝကဆက်ရအောင်မှာကိုအဲ့လိုဆက်ရအောင်မယ်ဆိုရင်ကိုယ်ကိုစောင့်ရှောက်ခဲ့တယ်ထိမ့်သိမ်းခဲ့တယ်ကိုယ့်ရဲ့စိတ်ကလေးကိုကောင်းကောင်းထားခဲ့တယ်တနည်းအားဖြင့်ကုသိုလ်ကောင်းမှုတွေကိုပြုခဲ့တယ်ဆိုရင်ဟောနောက်ဘဝအတွက်ကိုကပုဝ္ဝေစစက်ကြီးကလည်းကောင်းသွားပြန်ပြီဟုတ်လားပုဝ္ဝေစစက်ကြီးကောင်းသွားရင်ဘာဖြစ်မလို့ပရိရူပဆက်ပြီးတော့လဲမယ်ပရိရူပဆက်လဲလို့ရှိရင်သူတော်ကောင်းနဲ့ပေါင်းအသင်းရတယ်ဆိုတဲ့ဆက်လဲမယ်သူတော်ကောင်းနဲ့ပေါင်းသင်းရတယ်ဆိုတဲ့ဆက်လဲရင်ကိုယ်ထိမ့်သိမ့်နိုင်တဲ့ဆွမ်းအားရှိခြင်းဆိုတဲ့ဆက်လဲသွားနိုင်တယ်အဲ့တော့ဆက်၄ပါးဟာအချင်းချင်းပင်ဒီယာများထိဆက်နေတဲ့ဘိန်း၄ခုလို့တဘိန်းလဲရင်တဘိန်းကလဲသွားတယ်အဲ့ဒီဆက်၄ပါးလဲသွားရင်တဲ့မြတ်စွာဘုရားကအဲ့ဒီတတ္တဝါကောင်းကျိုးချမ်းသာတွေနဲ့ကြီးပွားလိမ့်မယ်လို့ဟောထားတာရှိတယ်ဟုတ်လားအဲ့ဒါပိဋကပေါင်းသူတော်ကောင်းတို့ဒီမင်္ဂလာတရားတော်မှာတော့နော်ပညာရှိသူတော်ကောင်းကိုပေါင်းရမယ်ဆိုတာကိုစောစောကပြောထားတဲ့အတွက်ကြောင့်အဲ့ဒီပညာရှိသူတော်ကောင်းနဲ့ပေါင်းသင်းဆက်ဆံရခြင်းဆိုတဲ့စက်ကတော့ပါမလာတော့ဘူးပေါ့ဟုတ်လားဒီထဲမှာမပါဘူးပြောတာနော်အဲ့တော့အခုဒီမှာတော့ဘယ်နှပါးဖြစ်နေတော့၃ပါးဖြစ်နေတယ်